Chelsea ဒီလက်ချိန်ရတဲ့နံပါတ်9အကြောင်းပေါ့နော်ကျွန်တော်ဒီနေရာမှာဘာကြောင့်ချိန်ရတဲ့နံပါတ်9လို့ပြောရတယ်လဲဆိုတော့အခုဒါလက်ရှိမကြသေးရမှာဒါတရားဝင်ချိန်ရခဲ့တဲ့ဒါ Chelsea ရဲ့ဒါလီမန်သမားလေးဒီလက်ပေါ့နော်ဒါသူကနံပါတ်9ဝတ်ဆင်ကစားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒါတပါးလေးပါပြောကြားသွားတယ်ပေါ့နော်ဒီမှာနည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကနံပါတ်9နဲ့ချက်သေးဆိုတာဒါအကုန်လုံးသိရတဲ့အတိုင်းပဲပေါ့နော်ပြီးတော့ဒီဟာဝင်းမဲ့ကစားသမားလေးရလေဒါငယ်လေးပဲရှိသေးတယ်ဗျာဒီလက်ဒီအတွက်ကိုဒါပါလေးဘယ်လိုမျိုးဖြစ်အောင်မလဲဆိုတာဒါကျွန်တော်နည်းနည်းလေးဆက်လက်ပြီးတော့ဒါဆွေးနွေးကြည့်အောင်ပေါ့နော်ဒီလေးရဲ့အပြောင်းအရွှေ့မှာတော့ဒါဘယ်လိုလဲချက်စီအတွက်တော့လွယ်ကူခဲ့အမျိုးမဟုတ်ခဲ့ဘူးဘာကြောင့်လဲဆိုတော့ဒါအစ်ဆွနဲ့ချုပ်တဲ့စာချုပ်ထဲမှာကဒါတန်းစင်ခဲ့လို့ရှိရင်ပေါင်တန်း30နဲ့ဒါဒီလက်ကိုခွင့်ပြုရမယ်ဆိုတဲ့အတွက်ကိုအစ်ဆွကလည်းဒါရာသီဝက်လောက်ထဲကတန်းစင်ရဖို့ဒါတရားလောက်ဖြစ်နေတဲ့အတွက်ပရီးမီးယားလိရဲ့အသင်းနဲ့ဆိုင်မှာဗျာတဝက်လောက်ကလည်းလိုချင်ကြတယ်ပြီးရင်ဒါစီးရီးဘက်ကလည်းချိတ်ဆက်မှုရှိရပေါ့နော်ဘာကြောင့်လဲဆိုတော့အတန်း20နဲ့အရွယ်ပဲရှိသေးတယ်ဒါမျိုး potential ရှိတဲ့ကစားသမားတစ်ယောက်ကိုတန်း30နဲ့ရဖို့ဆိုတာကမလွယ်ဘူးဗျာဥပမာပြောရမယ်ဆိုလို့ရှိရင်ဒါ United က watch လောင်းပဲကြည့်60-90လောက်ပေးရတယ်ပေါ့နော်ဒါထားပါဒါတစ်ပိုင်းပါအဲ့လိုမျိုးဆိုတော့ဒါလိုချင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒါသူ Chelsea ကိုရွေးချယ်ခဲ့တယ်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်ဒါသူအသင်း3နှစ်လောက်ကိုဒါစဉ်းစားခဲ့တယ်ပေါ့နော်ဒါ United ရဲ့ Chelsea ရဲ့ဒါ Nottingham Forest ရဲ့ပေါ့နော်ဒီနေရာမှာဒါ United ကိုဘာလို့ရွေးချယ်ခဲ့ရလဲဆိုတော့ဒါ Amorim ကိုယ်တိုင်လည်းလိုချင်ရှိရယ်ဒါအသက်ကလည်းငယ်သေးတယ်ပေါ့နော်လို့ရှိရင်တစ်ခါမှ watch လန်းနဲ့လည်းအဆင်မပြေတဲ့အတွက်ကိုဒါဟိုဘယ်လိုလဲချိတ်ဆက်မှုတွေရှိတယ်လိုချင်တယ်ပေါ့နော်ဒါပေမဲ့ तू ကတော့ဒါဘယ်လိုဆိုဝင်မရတာတွေဒါအကြောင်းပြချက်တွေနေပေါ့နော်ဟိုဘယ်လိုလဲအတင်းရောက်ရှိမရောက်ရှိလာခဲ့ဘူးပေါ့ဗျာနောက်သိနေဆိုလို့ရှိရင် Nottingham Forest ပေါ့နော် Forest အနေနဲ့ဆိုလို့ရှိရင်ကတော့ဒါကျွန်တော်ထင်ရတော့ဒါဟိုအသက်ငယ်သေးတဲ့အတွက်ကိုအရင် risk management သေးတဲ့အတွက်ဒါဘယ်လိုရှိရင် Chris Wood ကလည်းဒါအသက်ကြီးလာဖြစ်တဲ့အတွက်ကိုForest ကလည်းလိုချင်တယ်သူကလည်းဒါသွားဖို့စဉ်းစားခဲ့သေးတယ်ပေါ့နော်ဒါပေမဲ့လည်းဒါဒီအပြောင်းအရွှေ့ဒါမဖြစ်မြောက်တော့ဘူးပေါ့နော်နောက်တော့ Chelsea ကိုရောက်လာတယ် Chelsea မှာဆိုလို့ရှိရင်တော့ဒါဘာဆွဲရှိလဲဆိုတော့ဒါဟိုAlvaro ကဗျာဘယ်လိုရှိရင်ဒါ Copa မှာလာပြီးရဟိုဆိုတာကဒါသူနဲ့ Man City Academy မှာဗျာဒါလို့လေဟိုတရင်တနည်းဗျာ United ခင်ဆိုတာသူတို့တွေဘယ်လိုလဲဟိုဘယ်လိုလဲတေးချာလေးဗျာကစားခဲ့ကြတဲ့လူတွေဗျာဒီအစုအဖွဲ့ဗျာဒီအစုအဖွဲ့လိုက်ကြည့်ဗျာအကုန်လုံးနဲ့ဒါပြန်ဆောင်ရမှာလည်းဖြစ်တယ်ပြီးတော့ club work ကလည်းကစားမှာဖြစ်တယ်ပေါ့နော်ပြီးရင်ချန်ပီယံလိဝင်လည်းရထားတဲ့အတွက်ကိုဒါကသူရဲ့ရွေးချယ်မှုကတော့ဘယ်လိုလဲဒါမှန်တယ်လို့တော့ဒါအနေနဲ့အကျဉ်းတော့ဒါပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာရှိတာကသူ့စင်ရမှာနံပါတ်9ဖြစ်ပါတယ်နံပါတ်9ဖြစ်တယ်အသက်ကလည်း20နှစ်ပဲရှိသေးတယ်သူအောက်တန်းကအသင်းတွေမှာကန်ခဲ့တယ်လို့မျိုးမီဒီယာဖိအားတန်တွေကိုသူခံနိုင်မှာလားဆိုတာမျိုးဒါမျိုးထုတ်ဆရာကြီးအများကြီးရှိပါတယ်ပေါ့နော်တစ်ဆက်တည်းမှာပဲဒါကျွန်တော်တခုပြောချင်တာကဒါ club work ကစားလို့ဒါနောက်ထပ် Chelsea ရဲ့ပွဲတွေအကုန်လုံးမှာဒါ Copa မှာကနံပါတ်10ပဲဝတ်ဆင်ကြတော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါမူဒရစ်ကလည်းဒါအခြေအနေမကောင်းတဲ့အတွက်ကိုဒါမူဒရစ်ကိုကျွန်တော်ထင်ရတော့ဒါရောင်းတော့မနေတူပါတယ်အဲ့ဒီအတွက်ကိုဒါ Copa မှာကနံပါတ်10ဝတ်ဆင်ကြတော့ဖြစ်ပါတယ်ပေါ့နော်ဒီနံပါတ်10ကကြတော့ဘာကြောင့်လဲဆိုတော့ဒါဘယ်လိုလဲမာတာဝီလီယံအထာသက်တော့ဝတ်ဆင်ကြတော့ဒါအဆင်ပြေတယ်ဗျအခုနောက်ပိုင်းဒါပူလစ်စစ်နဲ့ဒါမူဒရစ်နဲ့မနဲ့ဖလုတ်သွားတာပေါ့နော်ဒါပေမဲ့လည်းဒါ Copa ဖြစ်တဲ့အတွက်ကိုလည်းဒါလည်းစောင့်ကြည့်ကြရကောင်းပါတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီအတွဲဖက်ပေါ့နော်ဘာအတွဲဖက်လဲဆိုတော့ဒါ Copa မှာနဲ့ဒါဒီလက်အတွဲပေါ့နော်ဒါက Man City မှာတွေကထွန်းတောက်ခဲ့တယ်အင်္ဂလန်မှာလည်းတက်တန်းအဆင့်အလိုက်မှာအခြေသွင်းနေပြခဲ့တဲ့အတွဲပေါ့နော်ဒီအတွဲ9နဲ့10ဒါဘယ်လောက်ထိလုပ်ပြနိုင်အောင်မလဲโอเคဒါခင်ဗျားတို့ရဲ့အမြင်တွေကိုလည်းအောက်မှာရေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပဲဆုံပါမယ်